မြေဗုဒ္ဓရဲ့ထားရှိခဲ့သောသာသနာနှစ်9000တွင်တော့ခေတ်ကြီး9ခေတ်ရှိလေတယ်။ထို9ခေတ်မှာတော့ဝိမု ക്തി ယုဂခေတ်၊တမာရီယုဂခေတ်၊သီလယုဂခေတ်၊တုတ္တယုဂခေတ်နဲ့နာနာယုဂခေတ်ဟူ၍ခေတ်9ခေတ်ရှိလေတယ်။ထိုခေတ်9ခေတ်တွင်တော့တစ်ခေတ်လင်နှစ်900ရှိလေတယ်။ခေတ်9ခေတ်ပြည့်တော့နှစ်2500ပြည့်လေတယ်။ပြည်တော့အခါမှာတော့ဒုတိယတစ်ချိန်ပြန်စားလေတယ်။ခေတ်9ခေတ်ကနှစ်ချိန်လေတော့သာသနာနှစ်9000ပြည့်လေတယ်။ထို့သူဒုတိယဝိမု ക്തി ယုဂခေတ်ကိုပြန်လဲဆာရောက်လာလေတယ်။ဝိမု ക്തി ယုဂခေတ်သည်ခေတ်9ခေတ်တည်းတွင်တော့အကောင်းဆုံးခေတ်ကြီးဖြစ်လေတယ်။မြတ်စွာဘုရားဝင်ထုတ်ခဲ့သောကာလနဲ့သာသနာပြုမင်းကြီးတိတိဓမ္မအာတော်ကမင်းပေါ်ထွန်းခဲ့သောခေတ်သည်ပထမဝိမု ക്തി ယုဂခေတ်ဖြစ်လေတယ်။ယခုဒုတိယဝိမု ക്തി ယုဂခေတ်ကိုတော့ပြန်ရောက်လာလိမ့်မည်။ဒုတိယဝိမု ക്തി ယုဂခေတ်တွင်လည်းပထမဝိမု ക്തി ယုဂခေတ်ကဲ့သို့စစ်မှန်သောတရားများပြန်လဲထွန်းကားလာတော်မူဖြစ်တယ်။ထွန်းကားလာခြင်းနဲ့အတူတောတာပံ၊တရားကံ၊အနာဂံနဲ့ရဟန္တာကြီးများလှိုင်းပေါ်ထွက်လာပြီးအုံမီဖြစ်တယ်။ကဘာကြီးတစ်ခုလုံးလည်းစစ်မှန်သောတရားကိုထိတွေ့ကြကအေးချမ်းသောခေတ်ကြီးကိုကြုံကြရပေအုံမီ။အေးချမ်းသောခေတ်ကြီးမရောက်မီကဘာလူသားတို့သည်အဆိုးမျိုးစုံကိုခံစားကြရပေအုံမီ။ပထမဝိမု ക്തി ယုဂခေတ်တွင်လည်းမြတ်စွာဘုရားရှင်ပွင့်ထိုးပေါ်ပေါက်မီကိုတည်သောမာနသည်စစ်မှန်သောတရားထွန်းကားတော်မူကိုတည်သဖြင့်မြတ်စွာဘုရားအားအစွမ်းကုန်တိုက်ခိုက်နှောက်ယှက်လေမြတ်ဗုဒ္ဓ၏ကြီးမားသောမြတ်တာအားမရှိနိုင်ပဲလက်လျှော်လိုက်လေတယ်။ဘို့သူအာတော်ကမင်းသည်မြတ်ဗုဒ္ဓသာသနာတော်အားပြန်လည်စေသည်သာသနာပြုမင်းမဖြစ်ခင်စစ်ဘရင်ဘဝတွင်ကမ္ဘာတော်ကြီးမားသောစစ်ပွဲများဆင်နွှဲကြပြီးတော့လူတေပြောင်များသလိုအိန္ဒိယတိုက်တွင်လည်းကလင်္ကာတိုင်းနှင့်ဖြစ်ပွားသောစစ်ပွဲတွင်တော့လူများစွာတည်ကြည်ခဲ့ကြလေတယ်။ထို့အရာကြောင့်အာတော်ကမင်းသည်တတိတံဝေကကြီးစွာရသဖြင့်စစ်ပွဲတို့ကိုဆွလွန်ခါမြတ်ဗုဒ္ဓ၏စစ်မှန်တရားကိုဖြန့်လေတယ်။သာသနာတော်အားလည်းတန်ဆင်စေခဲ့တယ်။သာသနာတော်ကြီးလည်းအာရှမိုင်းနာနဲ့အရှေ့တောင်အာရှတွင်တော့ထွန်းကားခဲ့လေတယ်။အကောင်းလာဖို့အဆိုခံရလေတယ်။ယခုလူတရားဝိမု ക്തി ယုဂခေတ်တွင်လည်းပို၍ထူးခြားလေသည်။တရားဆောင်ရှောက်ကူညီသောခေတ်ပထမခေတ်ထက်ပို၍သာသနာပြန်ပွားမိခေတ်အရိယာသူတော်စင်ပေါ်များလာမိခေတ်အာတော်ကမေထက်ပို၍သာသနာဖြန့်ချီမိမင်းပေါ်လာမိခေတ်ဖြစ်လေတယ်။ထို့ကဲ့သို့လူတရားဝိမု ക്തി ယုဂခေတ်တွင်လည်းခေတ်ကောင်းရောက်ရှိကစစ်မှန်သောတရားများတွန်းကားမလာခင်မာနကဲ့သို့သောအဆိုးမျိုးစုံကြားရောက်ပေးလိမ့်မယ်။တဘာဝဘေး၊ငလင်ဘေး၊ရေဘေး၊မိဘေးနဲ့ကက်ကြီးသုံးပါးတို့ကပြင်းထန်စွာနှိပ်စက်ကြပေးလိမ့်မယ်။ထို့ကဲ့သို့အဆိုးမျိုးစုံအားကဘာသားတို့လှိမ့်နေအောင်အပြင်းထန်ခံစားကြရပြီးမှခေတ်ကောင်းပြန်ကြလာမည်ဖြစ်တယ်။ထို့သို့ခေတ်ကောင်းကြားရောက်လာသောအခါမှာပထမဝိမု ക്തി ယုဂခေတ်ကဲ့သို့သာသနာပြုမင်းနောက်တစ်ပါးပေါ်ထွက်လာမည်ဖြစ်လေတယ်။လေဒီဆရာတော်ဘုရားကြီးမိန့်ကြားခဲ့သည်မှာထိုသာသနာပြုမင်းပေါ်သောအခါမှာထိုမင်းအား